တပြားမှမရှိဘူးအယုတ်လေးတောင်းဝယ်ချင်လိုက်ကအေးငါတို့ငါရှိမှာတော့ပတ်စံ3000ရှိရတယ်ရုပ်တော်ပဲကြရောက်တယ်တောင်းလိုက်ကြတမ်းငါကြီးကတော့ဒါဒီရုပ်လေးဝယ်လာတယ်ဟာဒီရုပ်လေးဝယ်လာတယ်ဖောက်ကြည့်ကြမယ်ဒီထဲမှာပတ်စံပါတယ်တဲ့ရုပ်တွေအများကြီးလိုင်းပေါ်မှာတွေ့လို့ရတယ်ကြည့်လိုက်ကြနော်ဖောက်ကြည့်နေမယ်1 2 3ပတ်စံငါတော့ဖောက်တယ်ပတ်စံတစ်ထောင်နဲ့အုပ်လိုက်ပဲဖျက်ကြည့်ကြည့်အောင်မယ်9000နဲ့ပေါက်ပါနော်2500 2500 3000 3500 4000ပါကျမတို့ဒီရုပ်လေးတရုပ်က1500ပဲပေးရပါတယ်သူက1500ဒီမြက်1500 3000ပါ3000နဲ့လည်းမျိုး9000လောက်ရပါပါပြီမကတော့ပတ်စံ9000လောက်ပေါက်မလေးအစ3000လေးနဲ့တော့ဒီမှာပေါက်သွားပြီတွေ့လားပတ်စံ3000ကနှုတ်လိုက်အားလုံးပေါင်းမှာ9000ရှိရ9000 3000ဆို6000လောက်ရက်တယ်နော်ဒီရုပ်လေးလောက်ပဲပါအရန်တန်တာပါဖောက်ပြီးတော့လေ1500ပဲရှိရနော်အရုပ်ပေါ်မှာ1500ပဲရှိရကျမပြောလို့ဒီနေရာမှာကလစ်လေးတွေပေါ့ကျမကျတော့အဲ့နေရာမှာကလစ်မပါဘူးပေါ့နော်1500ဆိုတော့ကျမကျတော့ရှုံလေးဆိုတော့လေရုံလေးဆိုတော့ကျမအဲ့ဒါမပါဘူးပေါ့ရမ်းတောင်တော့ပါကျမရမ်းတောင်တော့သူက9000ဆို9000 3000ထဲနဲ့သွားတာ9000တော့ပါတချို့လူတွေက1000တောင်ပါပါပြောလေဒါလေးတွေလည်းပါတယ်လေးလည်းပါတယ်ဒါတရားတစ်ခုပေါ့နော်ဒီဟာလေးမှလို့ကပ်ပေးထားတာပါတရားတစ်ခုပါဟိုဦးကြောင်လို့ဦးကြောင်ဒါပြောင်းမှုနော်ပြောင်းမှုဦးကြောင်သူတို့စားလို့ရအောင်ဆိုပြီးထည့်ပေးလိုက်ကြပါဟုတ်အချက်ရလုပ်လို့ရတယ်နော်အချရလုပ်လို့ရပါတယ်။ကိုကညောင်းလို့ရှိရင်လိုလိုက်လို့ရတာ။ညောင်းလို့ရှိရင်ဒီလိုလုပ်ရတာ။ငါစလိုက်မဝယ်ဘူးလေ။ဟိုပဲကလစ်သွားဝယ်လိုက်မယ်။အေးဝယ်လိုက်လေငါလည်းကလစ်လေးတစ်ခုလာတောင်းဝယ်ဦးမယ်။တောင်းဝယ်မယ်အခုတောင်း။အမ။ညင်ဒီကလေးရလာလား။ရောက်တယ်မကလေးလေးရလာ။ဟာဘီကုတ်ဝယ်လာတယ်မလေးလာ။တစ်ခုရှိတာဟဲ့အဲ့လောက်လို့အဲ့ဒီဆိုင်ကအတော်ရဒီဟာပဲယူလေဒီဟာတဲ့အမိုက်စားကြီးဟုတ်လားဒီမှာငါဒီဘီကုတ်လေးကလေးတွေကမရှိတော့ဘူးဟဲ့တိတ်မလှတော့ဘူးလေအဲ့မှာဒီဘီကုတ်ဝယ်လိုက်ရဘီကုတ်လေးကမလှတော့ဘူးဟဲ့ဒီမရအပိုင်းငါးလေးမျောပေးကြပါဦးရှင်ဒါအပိုင်းလေးပါအပိုင်းငါးလေးမျောပေးကြပါဦးရှင်ဘာဘာကတာကျမတို့လည်းအသေးလေးပါလေးပေးပါလက်မလေးထောင်ပါလက်မလေးထောင်ပါ comment လေးရေးပါ subscribe လေးလုပ်ပါ like and subscribe လေးလုပ်ပါ subscribe လေးလုပ်ပါလောက်ပါရင်တော့ပြန်လုပ်ပေးပါမယ်comment မှာ high ခဲ့ကြီးအသေးလက်ပြန်ပေးမယ်ဒါအသေးပြန်